ကျောင်းပေါက်နာကအမိုက်ပုံးထဲကိုအေးနေရဲ့ဘီစကစ်ကိုပစ်ထည့်ပြီးပြန်လှည့်တယ်ဒါပေမဲ့ထူးဆန်းတဲ့စာသားတွေကကျွန်တော်ရှေ့မှာရုတ်တရက်ပေါ်လာတယ်ဇက်ကအမိုက်ပုံးထဲကအစားအစာကိုတကယ်တူးနေတာမဖြစ်နိုင်ဘူးကျွန်တော်လက်ကြည့်တော့ပိန်ပိန်ဖြူဖြော့ဖြော့ကောင်လေးတယောက်ကိုတွေ့ရတယ်ကျွန်တော်ပစ်တဲ့အေးနေရဲ့ဘီစကစ်ကိုအမိုက်ပုံးထဲကနေဆွဲထုတ်နေတာသူကကျွန်တော်ကိုထိတ်လန့်တကြားကြည့်ပြီးတုံးရီစွာပြောတယ်တောင်းပန်ပါတယ်မင်းမလို့ကျင်တော့ဘူးထင်လို့ပါကျွန်တော်သူ့စီကိုတန်းတန်းမတ်မတ်လျှောက်သွားတယ်သူ့လက်ထဲကဘီစကစ်ကိုဆွဲယူပြီးအမိုက်ပုံးထဲကိုပြန်ပစ်ချတယ်မှတ်ချက်ပေးတဲ့အပိုင်းကပြန်ပေါ်လာတယ်မဖြစ်နိုင်ဘူးဘာလို့ဒီကောင်မလေးကရက်ဆက်ရတာလဲသူကပြစ်ချပြီးဘသူ့ကိုမှစားခွင့်မပေးဘူးဖန်သားပြင်ကနေရိုက်ခံရတယ်လို့မျိုးကူကရမဲ့ခံစားချက်ကကျွန်တော်ကိုထပ်ပြီးရိုက်ခတ်လာတယ်ကောင်လေးကရှက်ရွံ့စွာခေါင်းငုံတယ်တောင်းပန်ပါတယ်သူကတိုးတိုးလေးပြောပြီးကျွန်တော်ကတော့ပြုံးပြုံးလေးမော့ကြည့်တယ်အမိုက်ပုံးထဲကအရာတွေမစားရဘူးငါနဲ့ကမင်းအမကတခုခုတော့လွဲနေတယ်လို့ပဲဇက်ကသူ့ကိုချစ်သွားရင်ဘယ်လိုလုပ်မလဲမဖြစ်နိုင်ဘူးအဲ့ဒါမဖြစ်ရဘူးဇက်ဆောင်မင်းသမီးကသူ့ရဲ့တရားဝင်ချစ်သူဖြစ်ရမှာကျွန်တော်သူ့နာမည်နဲ့အတန်းကိုမေးတယ်သူကတကယ်ပထမနှစ်ကျောင်းသားပါသူ့နာမည်ကအီတန်ကျွန်တော်တို့ဆင်းပြီးနောက်အီတန်ကရှက်ပြီးနောက်ကနေမပဲအပြင်မှာရက်နေတယ်ဒါနဲ့ကျွန်တော်သူ့လက်ကောက်ဝတ်ကိုဆွဲပြီးအထဲခေါ်သွားတယ်ဟေးမေမေကျွန်တော်ပြန်ရောက်ပြီးဆိုင်ကဗလာဖြစ်နေတယ်ကျွန်တော်မေနဲ့အဖေကနှစ်ယောက်စလုံးဖုန်းတွေတုံးပြီးထိုင်နေကြတယ်သူတို့မောကြည့်ပြီးနှစ်ခါပြန်ကြည့်ကြတယ်ဘာလို့လဲဆိုတာကျွန်တော်တိကျသိတယ်ကျွန်တော်ကချစ်သူကောင်မလေးတွေကိုပဲအလကားစားဖို့ခေါ်လာဘူးတာဒါကကောင်လေးတယောက်ကိုပထမဆုံးအကြိမ်ခေါ်လာတာဒါပေမဲ့သူတို့ကမြင်မြင်သဘောပေါက်ပြီးနှစ်ယောက်စလုံးပြုံးရွှင်သွားကြတယ်ဟေးချစ်ကလေးလာပါထိုင်ပါဘလို့ခောက်ဆွဲမျိုးစားခြင်းလဲအန်ဒီကမင်းအတွက်ချက်ပေးမယ်ငါတို့မှာဝက်နံရိုးချက်သားနဲ့အမဲသားရှိတယ်ပြီးတော့ဦးနူးလည်းရှိသေးတယ်မင်းမကြိုက်လဲအန်ကျေးဇူးတင်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်အသားတင်မစားပါဘူးရိုးရိုးခောက်ဆွဲဆိုအဆင်ပြေပါတယ်မှတ်ချက်ပိုင်းကအသေးကွဲမို့အပြည့်ဖြစ်သွားတယ်ဟိတ်မင်းအမဲသားခောက်ဆွဲကိုလုံးဝမကြိုက်ဘူးလားသူကအရှက်မကွဲချင်လို့ပဲဇက်ကတကယ်ကောင်းတဲ့ကလေးပါသူ့ဘဝကအရန်ခတ်ခဲတယ်ကျွန်တော်တင်းပြောတယ်မေမေအမဲသားခောက်ဆွဲပုံမှန်ထက်ပိုကြီးတဲ့တပွဲကျွန်တော်မေကရဲပြီးပြောတယ်ရပြီမန်ဒီမိဖို့ချောင်မလာကူအောင်ကျွန်တော်အဖေကအီတန်နဲ့စကားပြောရင်းအရှိမနေခဲ့ပြီးကျွန်တော်ကအမေနောက်ကိုသွားတယ်ကျွန်တော်အမေကမိဖို့ကိုဖွင့်ပြီးမျက်နှာဒီနဲ့ကျွန်တော်ကိုလှည့်ကြည့်ကအတန်နိုးနဲ့မေးတယ်ဒီကလေးကဘာဖြစ်တာလဲကျွန်တော်မြင်မြင်ရှင်းပြတယ်ဘာမှမဖြစ်ပါဘူးသူကပထမနှစ်ကျောင်းသားပါနာရီဝက်လောက်တောင်မသိသေးဘူးကျွန်တော်မေမျက်လုံးလန်ကြည့်တယ်လင်းမန်ဒီမင်းပါရီနေလည်းမသိဘူးဘာလို့သူ့ကိုဒီအထိဆွဲခေါ်လာရတာလဲခောက်ဆွဲတပွဲမရှိပဲသူတက်မရှင်နိုင်တာမှမဟုတ်တာကျွန်တော်တက်ပြင်းချတယ်မေကျွန်တော်ပစ်ထားတဲ့အေးနေရဲ့ဘီစကစ်ကိုအမိုက်ပုံးထဲကနေထုတ်ပြီးစားနေတာမြင်ခဲ့ရတယ်ကျူအနော်မေကဘာဆက်ဟောင်းသားဖြစ်သွားပြီးအကြာကြီးစကားမပြောနိုင်ပဲရက်နေတယ်ပြီးတော့ကျွန်တော်ခေါင်းကိုလန့်ရိုက်ပြီးမင်းကပစ္စည်းဖြုံးတီးတဲ့ကလေးလေးပဲကျွန်တော်ခေါင်းကိုပုတ်ပြီးကာကွယ်ရင်းကြီးသွားတဲ့မင်းကအများကြီးထဲတာကိုအကုန်မစားနိုင်ဘူးအိမ်ပြန်ယူသွားရင်လဲအဲ့ဒါနဲ့ထက်ဆူခံရမှာတိတယ်အမေကသွားကြိတ်ပြီးပြောတယ်ဒီနေ့ကစပြီးစားနိုင်တဲ့လောက်ပဲယူအစားအသောက်တွေမဖြုံးတီးနဲ့ကျွန်တော်ကရှက်ပြုံးပြီးပြောတယ်ဟုတ်ကဲ့ပါအီတန်အဝမစားရမှာကိုစိုးရိမ်တယ်အမေကခောက်ဆွဲတပွဲအကြီးပြုတ်ပြီးတော့အမဲသားအဖက်တွေအကုန်ပုံပေးတယ်ကျွန်တော်ကအေယာမပန်းကံလုံးကြီးကိုမယုံနိုင်စရာကြည့်နေမိတယ်အမေဒါနင်းနဲ့များလုံးမနေဘူးလားနေလို့ပဲလူတိုင်းကစားကလေးအစာစားတယ်လို့တလုတ်စာနဲ့ဝရတယ်ထင်နေလားသူ့အရွယ်ကောင်လေးတယောက်ကအများကြီးစားနိုင်တယ်ကျွန်တော်ကအေယာမပန်းကံလုံးကြီးကိုစားပွဲပေါ်ချပေးတဲ့အခါအီတန်ကလုံးဝကိုအံ့အားတင်သွားတယ်အမဒါရမ်းများလုံးနေပြီးစိတ်မပူပါနဲ့မကုံတာရှိရင်ထားခဲ့အီတန်ကမြင်မြန်ဆန်ဆန်ပြန်ပြောတယ်မဟုတ်ဘူးကျွန်တော်ကုံစားနိုင်တယ်စားနိုင်တဲ့လောက်စားကြံတာတွေကိုစိတ်မပူပါနဲ့ဒါပေမဲ့အတင်းမစားနဲ့အီတန်ရဲ့မျက်လုံးတွေရုတ်တရက်หนีရဲလာတယ်ပြီးတော့ခေါင်းကိုငုံပြီးစားပွဲကိုစိုက်ကြည့်နေတယ်ကျေးဇူးတင်ပါတယ်လို့အမေကနွေးနွေးထွေးထွေးပြောတယ်ကျေးဇူးတင်စရာမလိုဘူးစားပါအေးသွားလိမ့်မယ်အဲ့ဒါမကောင်းဘူးမှတ်ချက်တွေကစူညံလာတဲ့ဇက်ဆောင်ရဲ့နောက်ခံဇလန်းဒီမီသားစုကအရန်ကျင်လာတယ်ဇက်ဆောင်ကနောက်ထပ်စားတော့မဟုတ်တော့ဘူးထင်တယ်မဖြစ်မနေတော့မဟုတ်ဘူးတခါကူညီတာကအမြဲကူညီတာကိုဆိုလိုတာမဟုတ်ဘူးဒါပေမဲ့ဒါကတော့အများကြီးပိုကောင်းပါတယ်သူ့ကိုစွန့်ပစ်ပြီးမိသားစုအသစ်ဖွဲ့သွားတဲ့သူ့အမေထက်အများကြီးပိုကောင်းတယ်အီတန်ကခောက်ဆွဲတွေကိုတေးသေးလေးနဲ့ဂယူးဆိုင်စားနေတဲ့မျက်ရည်တွေကဘန်းကန်ထဲကိုတစ်ဆက်ကျနေတယ်အဲ့ဒါကိုကြည့်ပြီးကျွန်တော်တို့၃ယောက်စလုံးရင်ထဲမှာနာကျင်ခံစားရတယ်ပြီးတော့ကျွန်တော်တို့တယောက်ချင်းစီကတိတ်တိတ်လေးလှည့်ကြည့်ကြတယ်အမေကကျွန်တော်ကိုမိဖို့ချောင်ထဲဆွဲခေါ်သွားတယ်ဒီကလေးနဲ့ဘာတွေဖြစ်နေတာလဲမှတ်ချက်တွေကကျွန်တော်ကိုလုံလောက်တဲ့အချက်လက်တွေမပေးဘူးကျွန်တော်ကသူ့ကိုခုမှတွေ့တာဒါကြောင့်အရန်တိတင်တာမဟုတ်ဘူးလို့ကျွန်တော်ကချီတုံချတုံနဲ့ပြောတယ်သူ့အမေကနောက်အိမ်ထောင်ပြုတ်ပြီးသူ့နဲ့ဘာမှမဆိုင်ချင်တော့ဘူးသူ့အဖေကတော့ဆုံးသွားပြီးထင်တယ်အမေကဒေါသထွက်သွားတယ်ဘလို့လူစားမျိုးကအဲ့လိုလုပ်တာလဲကြည်စမ်းသူများမိသားစုကိစ္စတွေမှာဝင်ပါဖို့ကကျွန်တော်တို့ကိစ္စမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့လုပ်မယ်ဆိုတာကတော့မနေ့ဖြန်ကစာပြီးမနေ့စာသွားပို့ပေးမယ်နေ့လယ်စာနဲ့ညစာကိုကန်တင်းကနေယူခိုင်းမယ်ပြီးတော့ညတိုင်းအစာပြေစားဖို့ဒီကိုခေါ်ခဲ့မယ်လိုအပ်နေတဲ့ကလေးတယောက်ကိုပံ့ပိုးပေးတယ်လို့သဘောထားပါကျွန်တော်ကခိုင်ခိုင်မာမာခေါင်းညိတ်တယ်ဟုတ်ကဲ့ကောင်းပါတယ်အမေမှန်နဲ့အီတန်ရဲ့အစာစားခြင်းစိတ်ကတကယ်ကိုမနှောက်စရာသူအဲ့ဒီအေယာမပန်းကန်လုံးကြီးတစ်လုံးလုံးကိုကုံအောင်စားတယ်ကျွန်တော်အမေကလူတွေပန်းကန်တွေကိုရှင်းသွားတာကိုမြင်ရတာအရန်ကြိုက်တယ်သူ့ကိုပြုံးပြီးမေးတယ်တားလေးအန်ဒီရဲ့ခောက်ဆွဲတွေကကောင်းလားကောင်းပါတယ်အန်ဒီရဲ့ခောက်ဆွဲတွေကလုံးဝကိုအမခန်းပါပဲအိုးတာဆိုရင်ပြန်လာပြီးကျမတို့ဆိုင်ကိုအားပေးပါအန်ဒီကဘာတပြားမှမယူပါဘူးအီတန်ကစိတ်ရှုပ်ထွေးနေပုံရတယ်သူအဲ့ဒါကိုစိတ်မကောင်းဖြစ်နေတယ်လို့ပဲအမေကဖြည့်ရှင်းချက်တစ်ခုနဲ့ဝင်ပြောတယ်ဒီလိုဆိုရင်ရောညနေတိုင်းဆိုင်မှာလာကူပေးပါလားအန်ဒီကတားပိုက်ဝအောင်လုပ်ပေးမယ်အဲ့ဒါအဆင်ပြေတယ်မဟုတ်လားကျေးဇူးတင်ပါတယ်အန်ဒီအီတန်စားပြီးတဲ့နောက်မှာကျွန်တော်မိဘတွေဆိုင်ပိတ်ဖို့စလုပ်ကြတယ်အီတန်ကလည်းဝင်ကူညီပေးတယ်သူကမြန်ဆန်ပြီးထိရောက်တယ်ဘာမှကြပဲအကုန်ရှင်းလင်းပြီးသွားတယ်အဲ့ဒီနောက်မှာကျွန်တော်အဖေကသူ့ကိုအိမ်ပြန်ပို့ပေးမယ်လို့ကန့်လန့်တယ်
ဤတန်ကအစားကတော့မဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့ကျွန်တော်အဖေကလက်မခံဘူးဒါကြောင့်သူလက်ခံတယ်ဒါပေမဲ့တနားရီလောက်ကြာတော့ကျွန်တော်အဖေကသူ့ကိုကျွန်တော်တို့စီပြန်ခေါ်လာတယ်ပိတ်အိတ်ကြီးတစ်လုံးနဲ့အတူကျွန်တော်အမေနဲ့ကျွန်တော်ကတယောက်ကိုတယောက်ကြည့်ကြတယ်ဘာတွေဖြစ်နေမှန်းလုံးဝမသိဘူးဒါပေမဲ့ကျွန်တော်တို့ကဤတန်ကိုထိုင်ခိုင်းတယ်ကျွန်တော်အဖေကရေကိုအကြာကြီးတောက်တယ်ပြီးတော့ဒေါသကိုမနှဲထိန်ချုပ်ပြီးပြောတယ်အဲ့ဒီလူကကလေးကိုကြောင်းထွက်ပြီးအလုံးလုံးဖို့အတင်းကျပ်လောက်ခိုင်းနေတယ်တကယ်ကိုကန်ထုတ်တာဒီစင်းရဲတဲ့ကလေးလေးကအင်တာများသုံးပေးမှာ2လ3လလောက်နေလာခဲ့တာအမိုက်ပုံထဲကနေရှာဖွေစားတောက်ပြီးအသက်ရှင်နေတာကိုကျမမေနဲ့ကျွန်တော်တို့တကယ်ကိုစကားမပြောနိုင်အောင်ဖြစ်သွားခဲ့ရတယ်ကျမမေလည်းတတိပြန်ဝင်လာပြီးဤတန်ရဲ့လက်တွေကိုဆွဲကင်ကမျက်ရည်တွေဝဲနေရဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်တယ်မင်းသာကျွန်တော်တို့နဲ့ဒီမှာနေရတာအဆင်ပြေမယ်ဆိုရင်လာနေလို့ရပါတယ်ကွယ်ကျွန်တော်တို့မှာအခန်းလွတ်တခန်းအလာကားပိတ်ထားတာရှိသေးတယ်ကျွန်တော်အဖေကလည်းသူ့ကိုနှစ်သိမ့်နေမင်းဘာမှပြန်ပေးဆက်ဖို့မလိုဘူးလို့မခံစားပါနဲ့ဒီနေ့မင်းဘဝအခြေအနေကောင်းလာတဲ့အခါမင်းအတွက်ပြန်လည်ပေးဆက်ဖို့အခွင့်အရေးတွေအများကြီးရှိလာမှာပါဤတန်ကလဲချောင်းထဲကနေပြီးခေါင်းငုံကခေါင်းညိတ်တဲ့နှစ်ယောက်စလုံးကိုကျေးဇူးများကြီးတင်ပါတယ်ဗျာအိုရက်တော့ဘာမှမဟုတ်ပါဘူးကွယ်လို့ပြောပြီးကျမမေကကျွန်တော်ကိုလမ်းကြည့်တယ်မင်းအခုကစားပြီးမင်းကြီးလေးကိုမကောင်းတာတွေမလုပ်ပါနဲ့တော့ကြားလား